လူတယောက်ခင်ဗျာတက်လို့ရပါမယ်သူဆွဲကင်ထားတဲ့အတွေးခေါ်တစ်ခုတော့ခင်ဗျာဘယ်တော့မှချေမုန်းလို့ရမှာမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်လောက်ကဘဝကိုကျိုးစင်ထပ်မှာပဲအဆုံးစီရင်သွားခဲ့ရတဲ့ဘုံကွက်သမားတယောက်ရဲ့မျက်နှာယနေ့ခေတ်လမ်းမပေါ်တွေကဆန္ဒပြပွဲတွေဒါမှမဟုတ်အင်တာနက်လောကပေါ်ကဟက်ကာတွေရဲ့အဓိကအားထားရဘာလို့ဖြစ်နေရတမိုင်းကတော့သူ့အနေရရှိတဲ့ရာဇဝတ်သားအဖြစ်ဒစိတ်ကက်ခဲ့ပေမဲ့ကဘာကြီးကတော့ဖိနှိပ်မှုတွေကိုတော်လှန်ခဲ့တဲ့လွတ်လပ်မှုရဲ့ပြရုပ်အဖြစ်ပြန်လည်အသက်သွင်းခဲ့ပါတယ်တစ္ဆာပေါက်တယောက်ရဲ့ပုံရိပ်ကလွတ်လပ်မှုရဲ့သင်္ကေတဘာလို့ဖြစ်နေရချာကဘလန်နဲ့စင်အတိတ်ကိုပြန်သွားကြည့်ကြရအောင်လူရည်ကြမှုတမိုင်းတစ်လျှောက်မှာမျက်နှာဖုံးဆိုတာမိမိရဲ့ကိုယ်ရေးကိုယ်တာကိုဖုံးကွယ်ဖို့တတ်မဟုတ်ပါဘူးရှေးအောင်ကတိပြဆက်တွေကနေစလို့ယနေ့ခေတ် digital ကဘာကြီးအထိမျက်နှာဖုံးတစ်ခုကိုတက်ဆင်လိုက်ခြင်းမိတ်ဆွေကဘယ်သူပဲဝါဆိုတာကိုစွန့်လွတ်လိုက်ပြီးတော့ပိုပြီးအစွမ်းတတိကြီးတဲ့အတွေးခေါ်ဒါမှမဟုတ်စွမ်းအားတစ်ခုကိုကိုစားပြုလိုက်တာဖြစ်ပါတယ်တကယ်တော့ကျွန်တော်အားလုံးကနေ့စဉ်ဘဝမှာမျက်နှာဖုံးကိုယ်စီနဲ့အသက်ရှင်နေကြရတာပါကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုဖုံးကွယ်ဖို့ပတ်ဝန်းကျင်နဲ့လာရောက်ညီမှုဖြစ်အောင်နေ့စဉ်မျက်နှာဖုံးတွေကိုလဲလှယ်ဝတ်ဆင်နေကြရတာပဲမဟုတ်ဘူးလားဒါကိုစိတ်ပညာရှင်ဖြစ်တဲ့ Carl Jung က persona လို့ခေါ်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့ယင်ထဲမှာဖုံးကွယ်နေတဲ့လှုပ်ဝက်တဲ့စွမ်းအားတွေရှိနေပြန်မှာဒါကို share လို့ခေါ်တာပေါ့ဒါဆိုဒီ Gain Force မျက်နှာဖုံးကဘာလို့ထူးခြားနေရလဲသူကလူတစ်ယောက်ရဲ့ပြောညက်မှုကိုဖုံးကွယ်လိုက်ပြီးတော့ယင်ထဲကမသိစိတ် share လို့အပြင်ဘက်ကိုဆွဲထုတ်ပေးလိုက်လို့ဒီမျက်နှာဖုံးမှာပါဝင်တဲ့ထူးခြားတဲ့လှောင်နေတရားအပြောင်းကိုမိတ်ဆွေသတိထားမိမှာအဲ့ဒီအပြောင်းကဝစ်စင်တဲ့သူရဲ့စိုးရင်ပူပန်မှုတွေကိုဖုံးဖိပေးတယ်ဒါကိုတက်ဆင်လိုက်ခြင်းအပြင်လူတဦးတစ်ယောက်ချင်းစီရဲ့အကြောက်တရားကိုကြော်လွန်သွားပြီးတော့ပုံမအင်အားကြီးမားတဲ့စွမ်းအားတစ်ခုကိုရရှိစေပါတယ်ဒါဆိုမေးစရာတစ်ခုရှိတာဒီမျက်နှာဖုံးကမူလဖန်တီးသူရဲ့ရည်ရွယ်ချက်အတိုင်းပဲအသက်ရှင်နေရတယ်ဒီမျက်နှာဖုံးရဲ့မူလပိုင်ရှင်ကတော့1605ခုနှစ်ကအင်္ဂလန်နိုင်ငံမှာနေထိုင်သွားခဲ့တဲ့ Guy Fawkes ဆိုတဲ့လူတစ်ယောက်ပါအဲ့ဒီအချိန်ကအင်္ဂလန်နိုင်ငံမှာဘာသာရေးပဋိပက္ခတွေပြင်းထန်နေပြီးတော့အစိုးရရဲ့တရှိုကွန်ရက်ကလည်းပြည်သူတွေကိုအချိန်မင်းစောင့်ကြည့်နေတဲ့ခေတ်ဆိုးကြီးတစ်ခုဖြစ်ပါတယ်ဒီအခြေအနေတွေကြားထဲမှာ Guy Fawkes အပါအဝင်ကက်သလစ်လူဒန်းသားတစုပါအုပ်ချုပ်သူလူဒန်းသားအားလုံးဖြိုချဖို့အတွက်လှုပ်ဝက်အကြံစီတစ်ခုကြံစီခဲ့ပါတယ်ဒါကတော့ဗျာပါလီမန်အဆောက်အုံကြီးရဲ့မြေရောက်ခန်းထဲမှာရန်ပုံ36ပုံကိုပွက်ထားပါတယ်ဘရင်နဲ့အစိုးရဖွဲ့ဝင်တွေစုံစုံညီတက်ရောက်တဲ့နေ့မှာတခါတည်းဘုံဖွဲ့တပ်ဖြတ်ဖို့ပါကံကြမ္မာပြောင်းလဲတစ်ခုကတော့နိုဝင်ဘာလ9ရက်နေ့မနက်ခင်းအစောပိုင်းမှာလှုပ်ဝက်စာတစ်စောင်နဲ့တူဒီအကြံစီကြီးကပေါက်ကြားသွားခဲ့ပါတယ်တစ်ဆက်တည်းမှာပဲရန်ပုံနေနဲ့တူစောင့်ကြက်နေတဲ့ Guy Fawkes ကဖမ်းခံလိုက်ရတယ်မိတ်ဆွေတို့သတိထားမှာဒီအဖွဲ့အစည်းမှာ Guy Fawkes ကခေါင်းဆောင်မဟုတ်ပါဘူးဟောက်ခွဲရေးပိုင်းဥသာတာဝန်ယူထားတဲ့ခဲရင်ပညာရှင်တူပါဖိုင်စီခံပြီးတဲ့နောက်မှာတော့ Guy Fawkes တယောက်ကခြောက်ကြားစရာကောင်းတဲ့စစ်စစ်မင်းမြတ်မှုတွေကြုံရတယ်အဲ့ဒါတွေရဲ့ကြော်လွန်ပြီးတဲ့နောက်မှာတော့ကွက်မြက်မဲ့ကျိုးစင်ပေါ်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ဒီလိုရဲဆက်ဆက်ကွက်မြက်တာကိုမခံချင်တဲ့အတွက်Guy Fawkes တယောက်ကဒီကျိုးစင်ပေါ်ကနေကိုယ်တိုင်ပဲခုန်ချပြီးဘဝကိုအဆုံးစီရင်သွားခဲ့ပါတယ်တမိုင်းကတော့အချိန်ကာလတစ်ခုထိဘရင်တစ္ဆာဖောက်အနေနဲ့ပဲမှတ်တမ်းတင်ထားခဲ့ပါတယ်ဒါဆိုတမိုင်းရဲ့ရာဇဝတ်ကောင်ရဲ့ရုပ်သွင်းပြင်ဟာယနေ့ခေတ်လူသားတွေစီကိုဘလို့ပြန်ရောက်လာခဲ့တာဒါရဲ့အဓိကအကြောင်းရင်းတွေကတော့1980ပြည့်လွန်နှစ်တည်းကထွက်ရှိခဲ့တဲ့ကာတွန်းစာအုပ်တွေ2005ခုနှစ်မှာတကမ္ဘာလုံးကိုရိုက်ခတ်သွားခဲ့တဲ့ V for Vendetta ဆိုတဲ့ရုပ်ရှင်ကားကြီးပါဒီဇလန်ထဲမှာဖက်စစ်အာဏာရှင်စနစ်ကိုမျက်နှာဖုံးတစ်ခုတက်ပြီးတော့တကူတော်တော်လန်ခဲ့တဲ့ဇက်ကောင် V ဟာ Guy Fawkes ကလှောင်ပြောင်နေတဲ့မျက်နှာဖုံးစတင်ဝင့်ဆင်ခဲ့ပါတယ်ရုပ်ရှင်ရဲ့နောက်ဆုံးဇက်ဝင်ကန်းထဲမှာခေါင်းစဉ်မဲ့နေတဲ့ပြည်သူထောင်ပေါင်းများစွာကလည်းဒီမျက်နှာဖုံးတွေကိုစီနဲ့စနစ်ကြီးကိုဆန္ဒပြဖို့လမ်းမပေါ်တွေကိုထွက်လာခဲ့ကြပါတယ်ဒီရုပ်ရှင်ကပဲအာဏာရှင်စနစ်ကဖိနှိပ်မှုကိုတော်လှန်တဲ့ခေတ်သစ်ပြရုပ်အဖြစ် Guy Fawkes ကိုပြန်လည်ခေါ်ဆောင်လာခဲ့တာပါပြင်သစ်စာပေပညာရှင် Roland Barthes က The Death of the Earth ဆိုတဲ့စကားလုံးနဲ့စိတ်ဝင်စားစရာအယူဆတစ်ခုတင်ပြခဲ့ပါတယ်အနုပညာတစ်ခုရဲ့တကယ်အဓိပ္ပာယ်ဟာဖန်တီးသူရဲ့လက်ထဲမှာတင်ပြီးဆုံးသွားတာမဟုတ်ဘဲနဲ့ခေါင်းစဉ်မဲ့နေတဲ့ပြည်သူတွေရဲ့လက်ထဲရောက်မှသာအသက်ဝင်လာတယ်ဆိုလိုတာပါအဲ့တို့ကြောင့်မလို့အနုပညာလက်ရာတစ်ခုဟာဖန်တီးသူရဲ့လက်ထဲကနေလွတ်မြောက်သွားတဲ့အခါမှာတော့မူလရည်ရွယ်ချက်တွေကပျောက်ကွယ်သွားတယ်အများပြည်သူကသူတို့လိုချင်ကြတဲ့အဓိပ္ပာယ်တွေကိုအသစ်ထပ်မံပုံသွင်းယူကြပါတယ်မူလ Guy Fawkes အဆက်ကလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကဘာသာရေးသမားတူဘုံခွဲသမားတူဖြစ်ခဲ့ပေမဲ့ခေတ်သစ်လူသားတွေကတော့ V for Vendetta နဲ့တဆင့်အဲ့ဒီသမိုင်းကိုကြော်ဖြတ်တယ်နောက်ပြီးဒီမျက်နှာဖုံးကိုပဲအမိခိုကင်းခြင်းနဲ့စနစ်တစ်ခုကိုစိန်ခေါ်ခြင်းရဲ့အနုပညာပြရုပ်အဖြစ်အဓိပ္ပာယ်အသစ်ဖွင့်ဆိုလိုက်ကြတာပါပြီးတော့ဒီအဓိပ္ပာယ်အသစ်ကယနေ့ခေတ် ID နဲ့အင်တာနက်လောကတွေကိုရောက်ရှိလာတဲ့အခါမှာတော့ပို့ပြီးတော့အားကောင်းသွားပါတယ်ကျွန်တော်တို့ကတနေ့ကို screen တွေနိုင်ပေါင်းများစွာစိုက်ကြည့်နေကြတယ်လို့ထင်ရပေမဲ့တကယ်တော့အဲ့ဒီ screen တွေကကျွန်တော်တို့ကိုပြန်ဆောင်ကြည့်နေကြတာပါတသနိကဗေဒပညာရှင် Michel Foucault က Panopticon ဆိုတဲ့ theory တစ်ခုကိုပြောပြခဲ့ပူပါတယ်အလဲဘိုးမှာရှိတဲ့မျှော်စင်တစ်ခုကနေအကျဉ်းသားအားလုံးကိုအမြဲတမ်းစောင့်ကြည့်နေတဲ့စနစ်မျိုးပေါ့ပြန်စဉ်းစားကြည့်ရင်ဒီဘက်ခေတ် digital ကဘာကြီးอ่ะအဲ့ဒီမျှော်စင်အဆောက်အုံကြီးလို့ပါပဲ algorithm တွေ data တွေနဲ့ camera တွေကကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုအမြဲတမ်းစောင့်ကြည့်နေတာပါဒီလိုနေရာနဲ့စောင့်ကြည့်ခံနေရတဲ့ခေတ်ကြီးထဲမှာမိမိကိုယ်တိုင်က anonymous ဖြစ်ခြင်းဒါမှမဟုတ်မိမိရဲ့ privacy ကိုကာကွယ်နိုင်ခြင်းဟာလူသားတွေရဲ့အရေးကြီးဆုံးရုန်းကန်မှုတစ်ခုဖြစ်လာပါတယ်ဒီဘက်ခေတ်မှာတော့ဗျာဒီမျက်နှာဖုံးရဲ့ပေါက်ရောက်မှုဟာ internet screen ရဲ့နောက်ွယ်မှာနေရပ်နေခဲ့တာမဟုတ်ပါဘူးကမ္ဘာတဝန်းရဲ့အရေးကြီးတဲ့ဖြစ်ရတိုင်းမှာနေအရေးကြီးတဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်
2008ခုနှစ်က Scientology စန့်ကျင်လှုပ်ရှားမှုကနေစလို့ Occupy Wall Street နောက်ဆုံးဟောင်ကောင်လမ်းမပေါ်တွေကဆန္ဒပြပွဲတွေအထိပါဒီမျက်နှာဖုံးတွေကအစိုးရတွေရဲ့မျက်နှာစကန်ဖတ်တဲ့ AI စနစ်တွေကိုအာခံတဲ့ခေတ်သစ်ကမ္ဘာရဲ့အလံတော်တစ်ခုပါ။ခုဆက်လာဒီမျက်နှာဖုံးရဲ့အောင်မြင်မှုဟာဒီပေါ့ကတ်ချာထဲမှာပဲစနစ်တစ်ခုကိုစိန်ခေါ်တဲ့နုပညာဖန်တီးမှုတွေကိုပါဇက်တိုက်မွေးဖွားလာခဲ့ပါတယ်။ခင်ဗျားတို့သိထားပြီးသားဖြစ်တဲ့ Maniac ဇလန်တွဲတွေကဒါလီမျက်နှာဖုံးဟာဆိုရင်ဒနရှင်တွေကိုစိန်ခေါ်တဲ့သင်္ကေတဖြစ်သလိုစကွက်ကိန်းတွေက geometry မျက်နှာဖုံးတွေနဲ့ The Pearl ဇကားတွေကမျက်နှာဖုံးတွေဟာလည်းလူအဖွဲ့အစည်းရဲ့ခွဲခြားမှုတွေနဲ့လူသားတွေရဲ့ယင်တွေကအမှောင်ဘက်ချမ်းကိုပေါ်ပြတဲ့ခေတ်ပြိုင်နုပညာတွေဖြစ်လာခဲ့ကြပါတယ်။ကျွန်တော်နောက်ဆုံးအနေနဲ့စဉ်းစားကြည့်ရင်တမိုင်းဆိုတာတကယ်ပဲစမ်းကြယ်လာပါတယ်။တချင်းရပြလန်ဒန်မြို့ရဲ့မြေအောင်ခန်းတစ်ခုမှာပျောက်ကွယ်သွားခဲ့ရတဲ့လူတစ်ယောက်ရဲ့ရုပ်အသွင်မြင်ဟာရာစုနှစ်ပေါင်းကြာတဲ့အခါမှာတော့ကဘာကျော်ရုပ်ရှင်တွေစာအုပ်တွေနဲ့ digital level တွေရဲ့အစမ်းအပြားဆုံးအနုပညာပြရုပ်တစ်ခုဖြစ်ပြောင်းလဲအသက်ဝင်လာခဲ့ပြန်ပါတယ်ကျွန်တော်မြင်ရတော့ဗျာဒီ Gain Force မျက်နှာဖုံးရဲ့အစွမ်းတက်တရဒီမျက်နှာဖုံးနောက်ွယ်မှာဘယ်သူပဲဝါရှိနေလဲဆိုတော့ဖုံးကွယ်ထားတာမဟုတ်ပါဘူးဒီမျက်နှာဖုံးကိုကြည့်နေတဲ့ခမ ्या ရဲ့ရင်ထဲမှာဘာတွေရှိနေမလဲဆိုတော့ထင်ရပြသခြင်းဖြစ်ပါတယ်ဒါဆိုမိတ်ဆွေကိုယ်တိုင်အောင်နေ့စဉ်ဘဝမှာဘလို့လူတွေနဲ့တွေ့ရင်ဘယ်မျက်နှာဖုံးတွေကိုတက်ဆင်ပြီးတော့ဆက်ဆံပြစ်လဲဘလို့ဟန်ဆောင်ခြင်းမျိုးပါရောမိတ်ဆွေရဲ့ favorite မျက်နှာဖုံးဖြစ်နေမှာကျွန်တော်တော့ Guan စီတုံးပါကျွန်တော်ရဲ့ mute တွေကိုဆက်လက်ခံစားနိုင်မှုအတွက်နေ့ရက်တိုင်းအကောင်းဆုံးရှင်းသန်ပေးကြပါ See you in the next video have a good day